ရောအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ထုံးစံတိုင်းကျွန်တော်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်လေးလာကြည့်တဲ့အခါမှာပေါ့နော်ဘာလို့သွားတွေ့လဲဆိုတော့စိုးတာမြန်မာနိုင်ငံဖြစ်နေပို့ပြီးဆိုပါတယ်ဒါပေမဲ့လည်းကောင်းတဲ့တပုတ်လေးတော့ကြံကြံဖန်ဖန်လေးတောင်းမှာကတ်နေပါတယ်